အားလုံးပဲမင်္ဂလာပါခင်ဗျာတနင်္လာနေ့နေကုံသွက်ကိုတင်ပေးမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်အရင်ဆုံးကျွန်တော် key site နဲ့ site ကိုကျွန်တော်နှုတ်နဲ့ပြောပေးသွားမှာဖြစ်ပါတယ်အရင်လို site မပြရတဲ့အတွက်ကြောင့်မလို့အကူမတွေကကျွန်တော်ထပ်ထားတဲ့ကဏ္ဍတွေကိုချပြီးတော့ရေးထားစီခြင်းပါတယ်ကျွန်တော်ကအောက်ဆုံးပင်ကိုပြောလိုက်မယ်ဆိုလို့ရှိရင်အကူမတွေကအပေါ်ပင်တွေကိုကျွန်တော်လောက်တဲ့ပုံစံတိုင်းကျွန်တော်အပင်ရှည်မှာပေးလားမပေးလားဆိုတော့ဒါပြန်ပြီးတော့စစ်လို့ရမှာဖြစ်ပါတယ် site တွေကတော့ကျွန်တော်တို့ဒီတစ်နှစ်ကတော့ဒါလုံးဝပြလို့မရပါဘူးဘာလို့လဲဆိုတော့ site ပြမယ်ဆိုရင်တခါတည်းတန်းပြီးတော့ပြတ်သွားမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ site ကိုမပြပေးတာဖြစ်ပါတယ်ကျွန်တော်စမ်းပြီးတော့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီတစ်ပတ်နှစ်ပတ်အကျော်တုန်းကဆိုရင်ကျွန်တော်10ခုလောက်တော့မှဒါပြုတ်ကြသွားတာဖြစ်ပါတယ်အဲ့ဆိုတော့ဒီ channel ကလည်းဒါမရမကကျွန်တော်ပြန်ပြီးတော့တိဆောက်ထားတာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ဒီ key line 2 line ကိုကျွန်တော်အောက်ဆုံးပင်ကိုပဲပြောသွားပြီးမှဖြစ်ပါတယ်အပေါ်ပင်တွေကိုအကူမတွေကဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်ဇက်တိုက်ဆက်သွားမှာဖြစ်ပါတယ်နောက်ပြီးတော့ပြီးခဲ့တဲ့ဘက်မှာဆိုရင်ကျွန်တော်အထူးမွေးရ၄ခွက်ထပ်ပါတယ်ပြီးတော့နေလိုက်ဆိုရင်လည်းကျွန်တော်9ရက်လုံးမှာ YouTube အကူမတွေကိုဒါယူပေးတာဖြစ်ပါတယ်ဒီဘက်မှာလည်းအထူးမွေးကိုလိုက်တဲ့အကူမတွေကရဲတာလိုက်ပါကျွန်တော်100ရာခိုင်နှုန်းအာမခံပြီးတော့ပေးပါတယ်ဗုဒ္ဓဖူးလုံးဝမကြော်စီရပါဘူးတနင်္လာအင်္ဂါဆိုရဲ2ရက်တည်းမှာပဲတန်းပြီးတော့ထွက်လာမယ်အထူးမွေးဖြစ်ပါတယ်ညာတော့အဖြစ်တော့အထူးမွေးကကျွန်တော်ဒီမိန်အောင်ရှစ်ခွက်ထဲရနေပြီးတော့ကျွန်တော်ဇက်တိုက်ထွက်တာဖြစ်ပါတယ်အထူးမွေးကိုပြီးတော့အထူးမွေးရတာပြီးခဲ့တဲ့အပတ်နဲ့ဆိုရင်ကျွန်တော်တို့ဒါ14ဘတ်ဇက်တိုက်အောင်ခဲ့တာဖြစ်ပါတယ်အထူးမွေးကိုမတည်သေးတဲ့ကူမတွေကစနေနေ့ညနေပိုင်းကကျွန်တော်တင်ပေးတဲ့ဗီဒီယိုဖိုင်ကိုပြန်ပြီးတော့ကြည့်လိုက်လို့ရပါတယ်အဲဆိုတော့နေလိုက်တော့ကိုသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် key line 2 line ကို key site 2 site ကိုကျွန်တော်နှုတ်နဲ့ပြောသွားပြီးမှဖြစ်ပါတယ်ပထမ2 site လုံးကတော့ဒါတချို့မှတ်ထားတဲ့အကူမကြီးဆိုရင်ဒါ TV သားဖြစ်ပါတယ်ပထမတစ် site ကကြတော့ကျွန်တော်တို့ညနေပိုင်းကိုပဲလုံမှာဖြစ်ပါတယ်ညနေပိုင်းကျွန်တော်တို့2 9က2ထိတ်ကဲ9နှစ်က9ထိတ်ကဲ4 8က8နောက်ပိတ်ကဲနောက်တစ်ခေါက်ပြန်ပြောပြပါမယ်2 9ကညနေပိုင်း2 9က2ထိတ်ကဲပြီးတော့ညနေပိုင်း9နှစ်က9ထိတ်ကဲညနေပိုင်း4 8က8နောက်ပိတ်ကဲ2ထိတ်ကဲ9ထိတ်ကဲ8နောက်ပိတ်ကဲပေါင်းလို့ရှိရင်9ရဲ့ပေါင်းက3ည9ရဲ့နှစ်ခါက3ဆိုပြီးတော့9 3ည3ကြီးရတာဖြစ်ပါတယ်2 9က2ထိတ်ကဲ9နှစ်က9ထိတ်ကဲ4 8က8နောက်ပိတ်ကဲ2ထိတ်ကဲ9ထိတ်ကဲ8နောက်ပိတ်ကဲကျွန်တော်တို့2ကဲ9ရဲ့8ကဲကဏ္ဍ3လုံးပေါင်းလို့ရှိရင်9ရဲ့ပေါင်းက3ည9ရဲ့နှစ်ခါက3ဆိုပြီးတော့9 3ည3ကြီးရတာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ဒီညနေပိုင်းဖတ်ထားတဲ့ထိပ်သီးနှလုံးရဲ့နောက်ပိတ်တစ်လုံးရဲ့ဇက်တိုက်အပေါ်ပင်တွေကိုအကူမတွေကအပင်ရှည်ကိုပေးလားမပေးလားဆိုတာကိုကိုဟာနဲ့ကိုပြန်ပြီးတော့စစ်ကြည့်ပါအပင်ရှည်မှာတောက်လျှောက်ဆင်းနေတဲ့ key site ဖြစ်ပါတယ်အဲ့လားတစ် site ဖြစ်ပါတယ်နောက်ထပ်တစ် site ကကြတော့ကျွန်တော်ဒီညနေပိုင်းထိပ်စီးကတရက်ကျော်ကိုကျွန်တော် key အနေနဲ့ပြန်ပြီးတော့ပေးတာကိုတွေ့ရပါတယ်အဲ့ဆိုတော့ညနေပိုင်းထိပ်စီးကျွန်တော်တို့ဒီကြာပေးနေရတော့ညနေပိုင်းထိပ်စီးက9နှစ်ညနေပိုင်းမှာထပ်ထားတာ9နှစ်မှာဆိုရင်9ထိပ်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့9ထိပ်ကကျွန်တော်တို့တရက်ကျော်ကိုကီးအနေနဲ့ပြန်ပေးမှာဖြစ်ပါတယ်အပေါ်ပင်တွေကိုလည်းအကူမတွေကျွန်တော်လောက်တဲ့ပုံစံတိုင်းဇက်တိုက်ကျွန်တော်တို့လောက်သွားမှာဖြစ်ပါတယ်အဲ့ဆိုတော့ညနေပိုင်းထိပ်စီးကကျွန်တော်တို့တရက်ကျော်ကိုကီးအနေနဲ့ပြန်ပြီးတော့ပေးတာကိုတွေ့ရပါတယ်အဲ့ဆိုတော့9နှစ်က9ထိပ်ကကျွန်တော်တို့တရက်ကျော်ကို9ရဲ့ပေါင်က3ည9ရဲ့နှစ်ခါက3 9 3ည3ကြီးဆိုပြီးတော့နောက်တစ်ဆိုင်ရတာဖြစ်ပါတယ်အဲ့လိုမျိုးပဲကျွန်တော်လောက်တဲ့ပုံစံတိုင်းအကူမကြီးလောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တောက်ကြနေရလဲ2ခွန်လေးကီးဆိုပြီးတော့ကျွန်တော်ပြခဲ့တာဖြစ်ပါတယ်2 9က2ထိပ်ကကျွန်တော်တို့တရက်ကျော်ကို2ရဲ့ပေါင်ကခွန်2ရဲ့နှစ်ခါက4ဆိုပြီးတော့2ခွန်လေးကီးကိုကျွန်တော်ဒါတောက်ကြနေတော့လည်းဒါပြောခဲ့ပြီးသားဖြစ်ပါတယ်အဲ့ဆိုတော့9နှစ်က9ထိပ်ကိုယူမှာဖြစ်ပါတယ်9ထိပ်ကကျွန်တော်တို့တရက်ကျော်ကို9ရဲ့ပေါင်က3ည9ရဲ့နှစ်ခါက3ဆိုပြီးတော့တောက်လျှောက်ဆင်းတာကိုတွေ့ရပါတယ်အပေါ်ပင်တွေကိုလည်းကျွန်တော်ဇက်တိုက်အကူမတွေကျွန်တော်လောက်တဲ့ပုံစံတိုင်းဆင်းလားမဆင်းလားဆိုတာကိုပြန်ပြီးတော့စစ်စေချင်ပါတယ်ညနေပိုင်းထိပ်စီးကကျွန်တော်တို့တရက်ကျော်ကိုကီးအနေနဲ့ပြန်ပေးလားမပေးလားဆိုတာကိုဇက်တိုက်ဆက်သွားမှာဖြစ်ပါတယ်အဲဆိုတော့
ခုနတုန်းကကျွန်တော်ပြောခဲ့တဲ့ကီးက933အခုကျွန်တော်ပြောခဲ့တဲ့ညနေပိုင်းထိပ်စီးကတရက်ကျော်ကိုကီးအနေနဲ့ပြန်ပေးရလဲ933ဆိုပြီးတော့933ကီးက2 site ရတာဖြစ်ပါတယ်အဲ့ဒီ933ကီးတွေကမှကိုမကြီးကျွန်တော်ကအောက်ဆုံးပင်ကိုပဲပြောပြရဖြစ်ပါတယ်အပေါ်ပင်တွေကိုကျွန်တော်လုပ်တဲ့ပုံစံတိုင်းဇက်တိုက်စစ်သွားမှာဖြစ်ပါတယ်အဲဆိုတော့933ကီးကိုကျွန်တော်2 site ပြောပြခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တို့ပတ်တီးကိုပြန်ပြီးတော့ထုတ်ရမယ်ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်တို့ညနေပိုင်းကိုပဲလောက်တာဖြစ်ပါတယ်ညနေပိုင်းကိုကျွန်တော်တို့ဇောင်းနေနဲ့ပေါင်းတာဖြစ်ပါတယ်ကျွန်တော်ဒီ29က2ထိပ်က48က8နောက်ပိတ်က29က2ထိပ်က48က8နောက်ပိတ်ကကျွန်တော်တို့ဇောင်းတပင်ကျော်ကိုစမ်းပေါင်းတာဖြစ်ပါတယ်29ကညနေပိုင်း29က2ထိပ်ကကျွန်တော်တို့တောက်ကြနေညနေက48က8နောက်ပိတ်က2နဲ့8နဲ့ကျွန်တော်တို့ဇောင်းလမ်းပေါင်းတာဖြစ်ပါတယ်2နဲ့8နဲ့ပေါင်းရင်3ညရဲ့ဖောင်က9ဆိုပြီးတော့3ည9ပတ်တီးရတာဖြစ်ပါတယ်အပေါ်ပင်တွေကိုလည်းအဲ့လိုမျိုးကျွန်တော်တို့ဇောင်းတွေကျွန်တော်တို့စက်တိုက်ကျွန်တော်လုပ်တဲ့ပုံစံတိုင်းပေါင်းသွားရမှာဖြစ်ပါတယ်ကျွန်တော်ကအရင်လိုစိုက်မပြတဲ့အတွက်ကြောင့်မလို့ကျွန်တော်မြင်သမျှကီးလိုင်းတွေကိုဝမ်းချင်းလိုင်းတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ဒီ29က2ထိပ်က48က8နောက်ပိတ်ကပေါင်းရင်2နဲ့8နဲ့ပေါင်းရင်3ညရဲ့ပေါင်က9ဆိုပြီးတော့3ည9ရတာဖြစ်ပါတယ်အပေါ်ပင်တွေမှာလည်းကျွန်တော်တို့ဒီနောက်တစ်ပင်လောက်ကိုကျွန်တော်အပေါ်ပင်တစ်ခုကိုကျွန်တော်ထပ်ပြပေးမှာဖြစ်ပါတယ်3ည6က3ညထိပ်ကကျွန်တော်9နှစ်က2နောက်ပိတ်က3ညနဲ့2နဲ့ပေါင်းရင်2ရဲ့ပေါင်ကခွန်ဆိုပြီးတော့2ခွန်ဝန်းချင်းရတဲ့ခါမှာတောက်ကြနေမှာကျွန်တော်တို့6နှစ်ဆိုပြီးတော့ဆင်းတာဖြစ်ပါတယ်အဲဆိုတော့29က2ထိပ်က48က8နောက်ပိတ်ကပေါင်းလို့ရှိရင်ကျွန်တော်3ညရဲ့ပေါင်က9ဆိုပြီးတော့3ည9ပတ်တီးရတာဖြစ်ပါတယ်အဲဆိုတော့မနက်ဖြန်မှာဆိုရင်ကျွန်တော်ကီးဆိုင်အနေနဲ့ဆိုရင်ကျွန်တော်933ကီးကို2 site ပြပေးပါတယ်3ည9ဝန်းချင်းကိုတော့ကျွန်တော်1 site ပဲပြပေးတာဖြစ်ပါတယ်နောက်ပြီးဆုံးကျွန်တော်ဟိုတုန်းကလည်းကျွန်တော် site နဲ့ပဲဒါအကူမတွေကိုပြပေးသွားတာဖြစ်ပါတယ်အခုလည်းပဲ site မပြရပါပဲကျွန်တော်အောက်ဆုံးပင်ကိုပြလိုက်မယ်ဆိုရင်အကူမတွေကအပေါ်ပင်ကိုကျွန်တော်လုပ်တဲ့ပုံစံတိုင်းလုပ်သွားမှာဖြစ်ပါတယ်အဲ့လောက်ထိအကူမတွေဒုံဝေးမယ်လို့မထင်ပါဘူးကျွန်တော်အရင်တော့ပြခဲ့တဲ့ပုံစံတိုင်းတွေပဲအကူမတွေကိုဟာနဲ့ကိုပြန်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီမနက်ဖြန်မှာတနင်္လာနေ့ဖွင့်နေမှာဆိုရင်ကီးသမားတွေအတွက်ကတော့933ဆိုတဲ့ကီးကိုပေးပါတယ်နောက်တစ်ခေါက်ပြန်ပြောပေးပါမယ်ကီးသမားတွေအတွက်933ကီးကိုပေးပါတယ်အဲ့ဒီမှာကျွန်တော်933ပတ်တီးကိုထုတ်ပေးပါတယ်933နဲ့ပတ်သက်လို့ရှိရင်မိန်းတင်ကွက်ကိုစပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်9နဲ့ဆိုရင်94 59 59 58 9နဲ့ဆိုရင်94 59 59 58 3ညနဲ့ဆိုရင်34 39 39 39ခွန်3ညနဲ့ဆိုရင်34 39 39 39ခွန်9နဲ့ဆိုရင်94 59 5ခွန်58 3ညနဲ့ဆိုရင်34 39 39 39ခွန်အဲ့ကနန်းတွေကတော့9 3ညနဲ့ပတ်သက်လို့ရှိရင်မိန်းတင်ခွဲဖြစ်ပါတယ်ပြီးတော့9 3ညပတ်တီးကိုကျွန်တော်က4ခွက်လောက်ပဲထုတ်ပေးလိုက်လို့ရပါတယ်4ခွက်လောက်နဲ့ကပ်ပေးလိုက်ပြီးတော့ကျန်တာဘာနဲ့ကြပတ်တီးအောင်နဲ့ဆိုပြီးတော့ထောက်အောင်လိုက်လို့ရပါတယ်တချို့မပတ်နိုင်တဲ့ကိုမားတွေအတွက်9 3ညနဲ့ပတ်သက်ရင်ကျွန်တော်ဒုတင်ခွက်အနေနဲ့တစ်လုံးကိုကျွန်တော်2ခွက်စီလောက်ထပ်ပြီးတော့ကပ်ပေးသွားမှာဖြစ်ပါတယ်အဲဆိုတော့9နဲ့ပတ်သက်ရင်ဒုတင်ခွက်အနေနဲ့ဆိုရင်9 3 9 1 3ညနဲ့ဆိုရင်3ည8 3ညနဲ့ဆိုလို့ရှိရင်3ည8 3ည3 9နဲ့ဆိုရင်9 3 9 1 3ညနဲ့ဆိုရင်3ည8 3ည3 9နဲ့ဆိုရင်9 3 9 1 3ညနဲ့ဆိုရင်3ည8 3ည3နောက်ပြီးတော့ကျွန်တော်ဒီ3ည1တစ်ခွက်လောက်ကိုလည်းကျွန်တော်ဒုတင်ခွက်ထဲမှာထည့်ချင်တာဖြစ်ပါတယ်ကြိုက်တယ်ဆိုလည်းထည့်လိုက်လို့ရပါတယ်ကျွန်တော်ကတော့12ခွက်ဆိုင်နဲ့ပုံမှန်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့9 3 9 1 3ည8 3ည3အဲ့ကနန်းတွေကတော့9 3ညပတ်တီးကိုမပတ်နိုင်တဲ့ကိုမားတွေအတွက်ကျွန်တော်ဒုတင်ခွက်အနေနဲ့ထုတ်ပေးလိုက်ပါတယ်အဲ့ဆိုတော့ဒီနေ့မှာကျွန်တော်9 3ည3ကြီးကို2 site ပြောပြသွားတာဖြစ်ပါတယ်အပေါ်ပင်တွေကိုကိုမားတွေကျွန်တော်ပြောပြတဲ့အတိုင်းစစ်သွားမှာဖြစ်ပါတယ်မနက်ဖြန်မှာကျွန်တော်ဒီတနင်္လာနေ့ဖွင့်နေမှာဆိုရင်9 3ည3ကြီးကိုပေးပါတယ်အဲ့ဒီမှာ9 3ညပတ်တီးကိုထုတ်ပေးပါတယ်9 3ညနဲ့ပတ်သက်တဲ့ကဏ္ဍတွေရတာအဓိကဖြစ်ပါတယ်
ကဲပေါက်နေနဲ့ဆိုရင်တော့မကြိုက်တဲ့ကူမတွေကမထည့်ဘဲနဲ့နေလို့ရပါတယ်ကဲပေါက်တွေကတော့10ချိန်မှာတစ်ချိန်2ချိန်တော့ကြားတက်တာဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းမှာပတ်တီးကိုပဲအဓိကထားပြီးတော့ကစားခြင်းတဲ့ကူမတွေကပတ်တီးတွေကိုပဲအဓိကထားပြီးတော့ကစားလို့ရပါတယ်ကဲပေါက်ကတော့ကျွန်တော်တို့ပဲနေ့စဉ်နေ့တိုင်းကိုကီးလိုင်းတွေကိုအပြည့်အဝကင်ပြီးတော့ကစားတဲ့ကူမတွေအတွက်3နံပါတ်တက်ရင်ကျွန်တော်ကဏ္ဍ5ဘွက်ကိုကဲပေါက်အနေနဲ့ထည့်ပြီးသွားမှာဖြစ်ပါတယ်3နဲ့ဆိုရင်3 4 3 2 3ခွန်3 1 3 6 3နဲ့ဆိုရင်3 4 3 2 3ခွန်3 1 3 6 3နဲ့ဆိုရင်3 4 3 2 3ခွန်3 1 3 6အဲ့ကဏ္ဍ5ဘွက်ကတော့ကိုယ့်ရဲ့အရင်ပြန်ရရုံဂယ်ပေါင်းအနေနဲ့ထိုးကြီးကနေနဲ့ထည့်ကျင်တဲ့ကူမကြီးကထည့်လို့ရပါတယ်မကြိုက်တဲ့ကူမတွေမထည့်ဘဲနဲ့နေလို့ရပါတယ်9 3ညာနဲ့ပတ်သက်တဲ့ကဏ္ဍတွေကစုစုပေါင်းဥမာအနေနဲ့ကျွန်တော်ပြောနေကြတိုင်း1000ဝန်းကျင်လောက်ကစားရဲဆိုရင်3နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကတကွက်ကို150ဘို့ဝန်းကျင်လောက်ဆိုရင်12000ဆိုတော့ဒါကိုယ့်ရဲ့အရင်ပြန်ရနိုင်တဲ့အနေအထားကိုထိုးတဲ့ငွေမောင်းနဲ့ချင်းချိန်ပြီးတော့ကျွန်တော်ထည့်ပေးကြပါတယ်တူဒီကိုရေရှည်ကစားမယ်ဆိုရင်ကီးလိုင်းတွေကိုအပြည့်အဝကင်ပြီးတော့ကစားတင်ပါတယ်အဲ့ဒါတော့အကြံပေးတာဖြစ်ပါတယ်ခဏတစ်ဖြုတ်ကစားမယ်ဆိုရင်တော့1ချင်းလိုင်းတွေကိုဒါကစားလို့ရပါတယ်1ချင်းရတော့9 3ည1ချင်းကိုအကောင်းဆုံးအနေနဲ့ထုတ်ပေးလိုက်ပါတယ်ကဲပေါက်တွေကတော့ကျွန်တော်လိုပဲကီးပြေးကင်ပြီးတော့ကစားတဲ့ကူမတွေတဲ့ရည်ရွယ်တာဖြစ်ပါတယ်အဲ့ဆိုတော့ပြီးခဲ့တဲ့ဘက်မှာလည်းအဖက်ဝင်တွေကတော့ကျွန်တော်လုံးဝတာဝန်ကျေမယ်လို့ထင်ပါတယ်အခြားနေရာတွေမှာလည်းတွားဝင်ကြည့်ပါ1000ခွဲနဲ့ဇာတုပတ်တီးတစ်လုံးအောင်နေဆိုရင်ထုတ်ထားတဲ့ကဏ္ဍနဲ့တွဲကြကြမကြကြဇာတုပတ်တီးတစ်လုံးထွက်သွားပြီဆိုတာနဲ့တာဝန်ကျေရဆိုပြီးတော့ခင်ဗျားတို့ထပ်ပြီးတော့ရကြမှာရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်မှာဆိုလို့ရှိရင်အဖက်ဝင်ဇာတုပတ်တီးက6ဖြစ်ပါတယ်60ဆိုပြီးတော့တနင်္လာနေ့မနက်ထဲကကျွန်တော်တို့အောင်တာဖြစ်ပါတယ်6ပတ်တီးအောင်သွားပြီဆိုတာနဲ့ကျွန်တော်ရဲ့တာဝန်ကသူများရည်နဲ့အတူတူပဲဖြစ်ပါတယ်ကျွန်တော်တာဝန်ကျေပြီးသားဖြစ်ပါတယ်ပြီးတော့3ညပတ်တီးကိုထပ်ပြီးတဲ့အခါမှာ3ညပတ်တီးကျွန်တော်နောက်တစ်ချိန်ထပ်အောင်ပါတယ်ပြီးတော့2 9တို့9နှစ်တို့မှာလည်းရမှာဖြစ်ပါတယ်အမှန်တကယ်ဆိုရင်ဒါကျွန်တော်ရဲ့တာဝန်ကဒါပြီးခဲ့တဲ့ဘက်မှာဆိုရင်6ပတ်တီးထွက်သွားပြီဆိုတာနဲ့တာဝန်ကျေပြီးသားဖြစ်ပါတယ်အဲဆိုတော့အဖေဝင်ကျေးရတော့ကျွန်တော်ထုံးစံတိုင်းကျွန်တော်1000တစ်လုံးဒါဘယ်တော့မှမတိုးပါဘူးအများအားလဲဒါ1000ပဲဒါယူနေကြဖြစ်ပါတယ်အဲဆိုတော့ဒီအဖေဝင်မဲ့အကူမတွေကတော့ဒါလူဟောင်းကူမတွေကျွန်တော်ဟိုဘက် channel လေးကိုကလူဟောင်းကူမတွေကျွန်တော်မှအများကြီးရှိပါတယ်တချို့ကျွန်တော်တို့ဒီနောက်ဆုံးကျွန်တော်9နာရီဝန်းကျင်လောက်ထိကိုတော့အဖေဝင်ဒါ9နာရီဆိုရင်ဒါနောက်ဆုံးတနင်္လာနေ့မနက်9နာရီဆိုရင်အဖေဝင်လုံးဝပိတ်ပါပြီထပ်ပြီးတော့ဘလောက်ပဲဝင်ကျွန်တော်ထပ်ပြီးတော့ခေါ်မှာမဟုတ်ပါဘူးပြီးတော့အစောဆုံးကျွန်တော်လာနိုင်ရရှိတဲ့ကဏ္ဍတွေကိုဒီဘက်မှာလည်းဒါပြီးခဲ့တဲ့အပတ်လိုပဲအကောင်းဆုံးဒါဖန်ထားပေးပါတယ်အဲဆိုတော့လာမယ့်ဘက်အတွက်အဖက်ဝင်မဲ့အကူမတွေကထုံးစံတိုင်း652 385 558 652 385 558အဲ့ဒီမှာလာပြီးတော့ဝင်လို့ရပါတယ်မနက်ဖြန်9နာရီဆိုရင်တော့အဖက်ဝင်ဒါလုံးဝပိတ်ပါပြီကျွန်တော်ယူပေးနိုင်တဲ့အပတ်မျိုးဆိုရင်အဖက်ဝင်တွေနားလည်ထားမှာသူများတွေလိုပဲကျွန်တော်လည်းဒါအဖက်ဝင်ဇာတုပတ်တီတစ်လုံးအောင်ပြီဆိုတာနဲ့ဒါကျွန်တော်ရဲ့တာဝန်ကဒါ GB ဖြစ်ပါတယ်အဖက်ဝင်တွေကကြေတယ်ဆိုပြီးတော့တတ်မှတ်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကြံရက်တွေကိုလည်းကျွန်တော်အရင်ပတ်တီလိုပဲအကောင်းဆုံးထပ်ပြီးတော့ကြိုးစားပေးသွားမှာဖြစ်ပါတယ်ဒီကျူကအဖက်ဝင်နိုင်တဲ့အကူမတွေကတော့အထူးမွေးကိုရဲတာလိုက်ပါ14ဘက်ဇက်တိုက်မှာအောင်ခဲ့တယ်လို့အထူးမွေးရလဲ main 8ကွက်ထဲကနေပြီးတော့ဇက်တိုက်အောင်တာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ဒီဘက်မှာလည်းအထူးမွေးရဗုဒ္ဓဟူးလုံးဝမကြော်ပါဘူးကျွန်တော်တနင်္လာအင်္ဂါမှာပဲလာနိုင်ကြီးရှိတဲ့ပတ်ကျွန်တော်အထူးမွေးကိုဖန်ထားပေးတာဖြစ်ပါတယ်အဖက်ဝင်နိုင်တဲ့အကူမတွေကတော့အထူးမွေးတစ်မျိုးတည်းကိုပဲလိုက်ပါအကူမတွေဗျာများမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အထူးမွေးတစ်မျိုးတည်းကိုပဲပေးတာဖြစ်ပါတယ်အခွေလိုင်းတွေဗဒိတ်လိုင်းတွေပြီးလို့ရှိရင်ပေတန်လိုင်းတွေလည်းရှိပါတယ်အဲ့လာတွေကတော့နောက်အထူးမွေးထွက်သွားပြီဆိုမှကျွန်တော်ထပ်ပြီးတော့မထွက်သေးဘူးဆိုရင်တော့တင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဆိုရင်အကူမတွေနားလည်ပြီလို့ထင်ပါတယ်အဲ့ဆိုရင်အကူမတွေအားလုံးတနင်္လာနေ့အဖွင့်နေ့မှာဖွင့်လာကြပါစေတပတ်တာလုံးမှာလည်းကန်နေကောင်းတဲ့ကောင်းကြပါစေလို့ဆုတောင်းရင်းကျွန်တော်ဒီမှာပဲရန်နာပါတယ်